ဒီထူးဆန်းတဲ့တတဝါလေးတွေကိုတင်သိပါသလားနံပါတ်1အဆိုလို့တဲ့မက္ကဆီကိုမှာတွေ့ရတဲ့ဖားလောင်းလိုမျက်နှာနဲ့ငါးမန်းလိုအမွေးပါးတွေပါတဲ့တတဝါအသက်တစ်လျှောက်လုံးရေထဲမှာပဲနေပြီးအင်္ဂါစိတ်ပိုင်းတွေကိုပြန်လည်ကြီးထွားနိုင်စွမ်းရှိတယ်နံပါတ်2နာဝေးအာတိတ်သမုဒ္ဒရာမှာနေတဲ့ဝေလငါတစ်မျိုးအထီးတွေမှာချိန်သီးလိုရှည်လျားတဲ့သွား10ပေကနေ10ပေအထိရှည်ပြီးဒါကိုသားကောင်ဖမ်းမှုနဲ့ရေခဲတူဖောက်ဖို့သုံးတယ်နံပါတ်3ပင်ကွင်းအကြီးဆုံးအကြီးခုံတွေနဲ့နို့တိုက်တတဝါခြေသေးချုံနဲ့လှုပ်ရှားပြီးအိမ်မက်ဆိုးလာရင်ဘောလုံးလိုလုံးကွက်နေတတ်တယ်နံပါတ်4 blowfish ပင်လယ်နဲ့ရပြင်မှာနေတဲ့ငါးဖြူဖြူပျော့ပြောင်းတဲ့ငါရေပေါ်ကိုဆွဲတင်လိုက်ရင်ဂျယ်လီလိုအသွင်ပြောင်းသွားပြီးကမ္ဘာအယုတ်ဆိုးဆုံးတတဝါလိုကြော်ကြတယ်နံပါတ်5အိုင်မဒဂါစကားကျွန်းကမြောက်နီမျိုးစိတ်ပိုးလောက်လမ်းဖမ်းဖို့လက်ချောင်းရှည်တွေတုံးပြီးတစ်ခေါက်ကိုတဖြည်းဖြည်းခောက်တယ်ဒါကြောင့်ဒဏ္ဍာရီတချို့မှမကောင်းဆိုးဝါးလို့ပြောကြတယ်ထူးဆန်းလား like share လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားပါ